Mày sleep ho crowd rồi. Nó đi nè view lên mà rồi đó phía lúc đó mà quá. Đây bây giờ atashi mà bây giờ sao bây giờ mà. Okay, alo video này sẽ chỉ rồi like subscribe này cái bây giờ. Okay, sao lại giờ let's go. Bây giờ chúng ta đang số back rồi nó tụi anh. Lại tay một câu. Thì nó này bây giờ nó tối lại sai này cho nó AR thì ra rồi. Tôi có tỷ rồi á. Thì cho nó làm gì sát tỷ rồi. Nó treo cái biểu mà mấy. Thì treo đồ tụi. Let's go. Nó treo đồ pick up the cry lại. Rồi từ lúc này bây giờ nó cho nó tí vào giao xí vào đi đâu đó. Cho nên nè cú đấy mà sao mà nó. Đó sẽ cho nó không phải bài mà chỉ tất tài tao không. Ok. Ít tất tài luôn sao được có bia. Bây giờ tao không mà nó. Let's go. Tất cả đều cho mày số gì đâu ạ. Ta bài của nó thì chơi bài của việc mà gọi là chơi bài cái. Rồi cho nó này này nó đi á bài free tay mà tay biết là phải lo bề vào được. Cháu xin được nó. Rồi tay mà tay này luôn. Cháu xin này luôn à. Ok video đấy channel ta like subscribe này cái nó. Ok. Let's go. Rồi này vừa đều sát vào lại à. Thì bây giờ mà tụi anh nên đuổi mày ai vậy nó sao tụi anh nó xây làm gì lại phải sát này tổ rồi đấy ok thì sao này thì xí là pere thì mùi lưỡi ai xí nó pere là một thứ gì đó tất nhiên là sao không phải alo ê cho nó cho tôi đã có giáo muối đâu rồi đó ôi xí mà quá pin nó cho nó quá pin là nó mà dùng nó cho nó này cho nó brother cho nó ấy lại bia rồi đó cho nó ấy sao rồi đấy cho nó ấy lại bia rồi à đi qua đó này nó sâu rồi bia có chứ mà睡表弟弟吧啦我就是表姐睡表弟对就对的ကျွန်တော်အဲ့ပဲနေရတယ်လင်းတော့ပြီပါတွေ့ကြခဲ့အော်ပြန်ရောက်လာပြီဒီတော့ကြလိုက်ရပြောင်းနေတယ်ပေါ့နော်ပြောရမယ်ဒီဝေါ်ကကျွန်တော်အကောင်းဆုံးဆော့အောင်ရှိတော့ဒီဝေါ်တော့ဘာလို့အကြိုက်ဖြစ်နေမှာပေါ့ကျွန်တော်အိတ်စီတွားလိုက်ရအောင် let's go ကျွန်တော်ဒီလိုနဲ့ပဲပေါ့နော်ပေါ့ပါအောင်အပြေးစုံရအောင်တာပေါ့နော်ဆော်ရဲလည်းပြောရတယ်မြန်ကျွန်တော်လောဆယ်တော့ကျွန်တော်ချန်လုံးပါပေါ့နော်ဒီမှာပါကျွန်တော်ရဲ့ဘယ်လိုပြောရမလဲနွားချက်ပေါ့နွားမွေးလို့ဆိုပြတာချန်တော့တိတ်မလာပေါ့နော်နောက်မှညနေအစင်းနေအောင်နော်လောဆယ်ကျွန်တော်စပားဆိုင်ဖို့တော့ကျွန်တော်စပားဆိုင်တဲ့တက်လုံးပါပေါ့နော်အစရတော့ရှိရဲနောက်ပြီးတော့စနေကြကနာတဲ့တော့ချောင်းယူလိုက်မှာအပြီးကျွန်တော်တို့ဒါလောက်မယ်ကော့ပါနဲ့ပဲလုပ်လိုက်ကော့ပါခုလုပ်လိုက်အောင်ရောစားပါနော်ကျွန်တော်တကယ် black crab တာ dry လာတာပဲပြောတာသူကတော့နောက်မှပမပြောအခုတော့ဝင်လာပါပြီသူကတော့ခုပါမှာပါနော်နောက်မှကျွန်တော်တက်ခေါ်ပါဒီနားမှာဆိုင်လိုက်နော်ပြီးပြီဆိုကျွန်တော်အစီတုံးရှိတယ်တယောက်တစ်နေရာထည့်လိုက်အဲ့တော့ပုံပြီးနေလဲဒီရောက်ခဏလောက်ရတယ်ဟိုစီကကျွန်တော်မရလိုက်ဘူးအစီတုံးဒီမှာထည့်လိုက်ကျွန်တော်တကယ် black crab ကျွန်တော်ခဏတော့ခေါ်လိုက်အောင်ပါဘောနော်ကျွန်တော်တကယ် black crab တာတော့ရလာပြီဘောနော်အဲ့တော့မြင်းနေရှင်းနေအောင်နော်ခေလို့ကျွန်တော်တို့
ကျွန်တော်သူ့အတွက်အာမိုင်ပေးဖို့အတွက်ကျွန်တော်ခံယူသွားဦးမယ်ဟာကောပါနေနေရရှိတော့ဒီလိုမရတော့တော့ဘောနော်ဟိုဘက်ကျွန်တော်ပါလို့လည်းမသိဘူးသူကတော့စောပါကိုမေးတာနော်စောပါတော့မဝင်ဘူးစောပါတော့စောနေပြင်းနေတယ်ကျွန်တော်လည်းအပေါ်မှာတောင်းနေတယ်နော်ကျွန်တော်ကလည်းတော့ခေါ်တာပါနော်သူကျွန်တော်နေလည်းအပြင်မှာစုမိတော့ကြားလို့ကျွန်တော်ထွက်ကြည့်လိုက်တော့ပါအိုးကျွန်တော်ရှင်းသွားပြီသွားတာပါကြက်တွေတွေ့အောင်နော်ကြက်တွေကကျွန်တော်အစစ်လေးရှာတာပါနော်အစစ်ကကြက်ဖားတွေပါရောထဲကျွန်တော်ဆုံးဖြတ်လိုက်ကျန်တော့ကျွန်တော်ခေါ်လိုက်တော့ကျွန်တော်အရှိနေထက်ရှာတယ်နော်ကျွန်တော်ခေါ်ကြည့်လို့ပေါ့ဒါအရှိနေစီရပါပြီဆိုတော့အရှိနေစီတော့မဟုတ်ရေးစတော့ရပါတယ်အဲ့ဒီတော့ဟိုကျွန်တော်ကျွေးဖို့တက်ဆုံးပြလိုက်ဒီကောက်ကြည့်ရနွားလိုက်တုံးနေနော်ကောက်ကြည့်ရโอเคကြက်သားအတွက်လဲ Oh my god ချစ်စရာလေးဟိုရပြီပေါ့နော်ကြောင်းနေလဲမိုင်းတွေရှာအောင်နော်အဲ့အောင်ပါမယ်နော် Okay အားလုံးပဲ let's go မိုင်းတွေရှာမယ်အားလုံးပဲကျွန်တော်မိုင်းတူးနေရပေါ့နော်မိုင်းတွေကြီးတစ်ခုတွေ့တော့ဒါမျိုးပြုံးရရတာပဲဖြစ်ပါလိမ့်မယ်ဒီမှာလက်ဆက်ဆက်ပဲတူးလိုက်နော်ပြောင်းပြီးတော့ပေါ့နော်ကျောင်းနေနဲ့ဆက်ရှာဒါဒီဒါရောအားလေးပါတွေ့တော့ကျွန်တော်အားလေးပဲတူးပါတော့နောက်ဒီနေ့ကတော့ iPhone အမှရအောင်လုပ်ပါမယ်နော် iPhone အမှရတူးစားပြမိုင်းဝေးဒီရောက်နေ iPhone အမှတော့ easy ရတယ်နော်အားရတော့တော်များများရှိတယ်ဒီပေါ်တဲ့ခဏတော့ဒါ rest story ညမှာအားရအများကြီးပဲပေါ့နော်အားရစတူပါကျွန်တော်မိုးရချက်တူရေနောက်တစ်ခေါက်ပါအနည်းရတစ်ခေါက်သိသွားတာပေါ့နော်ကျွန်တော်ဒီလိုလုပ်ပြီးတယ်အားလည်းအားဖူးအမှားရရတယ်နော်โอเคဆက်တော့တင်အောင်ကျွန်တော်စဉ်းရအောင်ဆက်တော့လိုက်ပါမယ်လေအားရတော့တော်များများရှိအဲ့ဒါဒီကအပိတ်ကြီးရအားရတော့ဆက်တယ်အဲ့ဒါတော့ရရပါတော့ကျွန်တော်အပေါ်ပြတ်မယ် let's go ဒီအော်ကျွန်တော်နောက်မှဆက်စင်တော့ကျွန်တော်မီးတော့မပါလာဘူးနောက်ပြီးတော့ဒီပေါ်နေကျွန်တော်ဆင်းလာဆိုတော့ကျွန်တော်မိုင်းလေးတိုးစီကြော်ရတော့အရင်black color စစ်လေးတက်လို့တည်ရတယ်ဗျာအားရခဏတော့ကြည့်မှာပေါ့နော် Okay အပေါ်တက်လိုက်ကြရအောင်ဒီနေ့ဗီဒီယိုကတော့တော့ပါနော်
ကျွတ်ပဲညီကိုမောင်နှမအားလုံးအရာကိုကြီးစုအများကြီးတင်ပါဒီနေ့ဗီဒီယိုကဒီလောက်ပါဗျဒါနဲ့မမေ့ပါနဲ့အောင် like subscribe လေးပါနှိပ်ခဲ့ပေးကြအောင်အားလုံးပဲ bye bye